အားလုံးပဲမင်္ဂလာပါဒါကျွန်တော်ပြပေးမှာကတော့ 3D ထိပ်စီးပဲဖြစ်ပါတယ်ကဲကျွန်တော်တို့တွဲနည်းကိုကျွန်တော်တို့ကြည့်ကြလိုက်ရအောင် 3D ထွက်ထားတဲ့ဒီ set ကို set ဒီ set ထိပ်စီးနဲ့ကျွန်တော်တို့ဒီ set not page နဲ့ကျွန်တော်တို့ပေါင်းလိုက်တော့ဟုတ်ပြီနော်ကျွန်တော်တို့ဒီ set ထိပ်စီးနဲ့ဒီ set not page ကျွန်တော်တို့ပေါင်းလိုက်တော့6လို့ရပါတယ်ပြီးတော့6ရဲ့ပေါ်ပါတစ်ထငယ်တာသူငါတစ်ထကြီးတာnet 6သူငါတစ်net 6သူငါတစ်net ထိလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ထွက်သွားတာတစ်လေးငါပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ6သူငါတစ်net ထိကိုတစ်ထိစီသူချပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ပြင်ဆက်သွားလိုက်အောင်ထွက်ထားတဲ့ဒီတစ်လေးငါကိုကျွန်တော်တို့ဒီတစ်ထိစီနဲ့ဒီငါနောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့6လိုပဲပြန်ရပါတယ်ပြီးတော့6ရဲ့ပေါ်ပါတစ်ထငယ်တာသူငါတစ်ထကြီးတာ net 6သူငါတစ် net ထိလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ထွက်သွားတာ net 9 net ဆိုတော့ကျွန်တော်တို့ဒီ6သူငါတစ် net ကိုဒီ net ထိစီသူစင်းပေးတာပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ net 9 net ဒီ net 9 net ကိုကျွန်တော်တို့ဒီ net ထိစီနဲ့ဒီ net နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့4လို့ရပါတယ်ပြီးတော့4ရဲ့ပေါ်ပါ9ပြီးတော့9ထငယ်တာ set 9ထကြီးတာသူငါ4 set 9သူငါထိစီလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ထွက်သွားတဲ့ခဏက set 9ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ4 set 9သူငါထိစီကိုဒီ set ထိစီသူစင်းပေးတာပေါ့နော်ကျွန်တော်တို့နောက်တစ်ပြင်ဆက်သွားလိုက်ရအောင်အဲ့တော့ထွက်ထားတဲ့ဒီ set 95ကိုဒီ set ထိစီနဲ့ဒီငါနောက်ပိတ်နဲ့ကျွန်တော်တို့ပေါင်းလိုက်တော့ဟုတ်ပြီနော်ဒီ set ထိစီနဲ့ဒီငါနောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့3လို့ရပါတယ်3ရဲ့ပေါ်ပါ set ပြီးတော့ဒီ set ထငယ်တာခုန် set ထကြီးတာ9 3ခုန် set 9 3ခုန် set 9ထိစီလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ထွက်သွားတာခုန်3ငါ6ဖြစ်ပါတယ်အဲ့တော့ခုန်3ငါ6ကိုကျွန်တော်တို့ဒီခုန်ထိစီကိုဒီ3ခုန် set ဒီ3ခုန် set 9ထိစီကိုထွက်သွားတာခုန်3ငါ6ဆိုတော့ကျွန်တော်တို့ဒီခုန်ထိစီသူစင်းပေးတာပေါ့နော်အဲ့ကျွန်တော်တို့နောက်တစ်ပြင်ဆက်သွားလိုက်အောင်အဲ့တော့ထည့်ထားတဲ့ဒီခုန်3ငါ6ကိုဒီခုန်ထိစီနဲ့ကျွန်တော်တို့ဒီခုန်ထိစီနဲ့ဒီ6နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့3လို့ရပါတယ်ပြီးတော့3ရဲ့ပေါ်ပါ set ထငယ်တာခုန်ပြီးတော့ဒီ set ထကြီးတာ9 3ခုန် set 9လို့ရပါတယ်ကျွန်တော်တို့ဒီ3ခုန် set 9ထိစီကိုထွက်သွားတာ9ခုန် net ဆိုတော့ကျွန်တော်တို့ဒီ3ခုန် set ထိ9 sorry ဒီ3ခုန် set 9ထိစီကိုကျွန်တော်တို့ဒီ9ထိစီသူစင်းပေးပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်အဲ့တော့ထွက်ထားတဲ့ဒီ9ခုန် net ကိုကျွန်တော်တို့ဒီ9ထိစီနဲ့ဒီ net နောက်ပိတ်ပေါင်းလိုက်တော့ကျွန်တော်တို့ပေးလို့ရပါတယ်ပြီးတော့ပေးရဲ့ပေါ်က6ထငယ်တာ9 6ထကြီးတာခုန်တစ်9 6ခုန်ထိစီလို့ရတာပေါ့နော်အဲ့တော့ထွက်သွားတာ
6နှစ်9ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ356ခုတက်စီကို6တက်စီသူစင်းပေးတာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်အဲ့တော့ထည့်ထားတဲ့ဒီ6နှစ်9ကိုကျွန်တော်တို့ဒီ6တက်စီနဲ့ဒီ9နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့ဟုတ်ပြီနော်ဒီ6တက်စီနဲ့ဒီ9နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့9လို့ရပါတယ်ပြီးတော့9ရဲ့ပေါ်က3ညထက်ငယ်တာ9 3ညထက်ကြီးတာတစ်ဒီ9 9 3ညတစ်ကိုကျွန်တော်တို့ထက်စီရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ထွက်သွားတာ9 6 3ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ9 9 3ညတစ်ထက်စီကိုဒီ9ထက်စီသူစင်းပေးတာပေါ့နော်ဟုတ်ပြီတော့ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်တို့ဒီ9 taxi နဲ့ဒီ3နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့ဆက်လို့ရပါတယ်ပြီးတော့ဆေးရဲ့ပေါ်ပါ3ပြီးတော့ဒီ3ထက်ငယ်တာနှစ်ပြီးတော့ဒီ3ထက်ကြီးတာ4ဆက်နှစ်3လေးလို့ရတာပေါ့နော် taxi ကအဲ့တော့ထွက်သွားတာကျွန်တော်တို့set 6ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ set taxi ကိုဒီ set နဲ့3လေး taxi ကို set taxi သူစင်းပေးတာပေါ့နော်ကျွန်တော်တို့13ရက်3လပိုင်း2026 5ချိန်အတွက်ပေါ့နော်ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့အတူတူရခဲ့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ထိုက်ထားတဲ့ဒီ set 6ကိုကျွန်တော်တို့ဒီ set taxi နဲ့ဒီ6နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့4လို့ရပါတယ်ပြီးတော့4ရဲ့ပေါ်က9ဒီ9ထက်ငယ်တာ set ဒီ9ထက်ကြီးတာ3ညဟုတ်ပြီနော်ကျွန်တော်တို့ဒီတပတ်4 set 9 3ည taxi လို့ရခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ taxi ကအဲ့တော့ကျွန်တော်တို့ဒီ4 set 9 3ည taxi က13ရက်sorry ဒီ taxi ကကျွန်တော်တို့16ရက်3လပိုင်း20265ချိန် taxi ပေါ့နော်ဒီ taxi ကိုကြိုက်တဲ့မိတ်ဆွေများသုံးကြပါမကြိုက်တဲ့မိတ်ဆွေများမသုံးကြပါနဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့ဒီဒုက္ခ channel ကို like လေးနဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်အဲ့တော့ကျွန်တော်နောက်ထပ်အလဲထိုင်နဲ့အနောက်ပိတ်နဲ့ break ကိုကျွန်တော်ဆက်တင်ပေးမှာမလို့ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေအတူတူရစေချင်တဲ့ဆန္ဒအတွက်ကြောင့်ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်သွားပါအလုံးပဲကျေးဇူးတင်ပါတယ်